social က social ပါပဲဒီ The Voice of Finland ရဲ့ semi final ဆက်မှာသူရဲ့ဖြစ်မှုကလောအမခံဖြစ်တာပေါ့နော်တိုင်နေတော့ကြက်တိထားတယ်ကျွန်တော်လည်းကြက်တိထားတယ်ပေါ့နော်အဲ့လိုပဲတည်း social က social ပါပဲနော်သူ social မှုလို့ပဲဒီ grand final ထိသူတရားပေါ်နိုင်ခဲ့ပြီပေါ့နော်တက်ကောင်းပြီဆိုတဲ့တချင်းကပရိသတ်တွေနဲ့သိပြီးတော့မရင်နေဘူးပေါ့နော်အဲ့ဒီတချင်းကသူကတော့ထွက်လာတော့ကြောက်ပြီဟို1986ခုနှစ်ဝန်ကျင်ကလေးကနေပြီးတော့သူကထွက်ထားတဲ့တချင်းလေးဖြစ်တော့ဗောနော်နောက်ပြီးတော့သူကအဲ့ဒီMTV video ရဲ့ music ဆုတွေလည်းရခဲ့တယ်နောက်ပြီးတော့သူ့မှာဆုတွေအများကြီးရခဲ့တဲ့တချင်းတစ်ပုဒ်ဖြစ်တော့ဗောနော်ထွက်လာတော့ကြောက်ပြီဗောနော်အဲ့ဒီဆိုတဲ့အဆိုတော့ကျတော့အာဟာဖြစ်တော့ဗောနော်ဒါကျွန်တော်သူ့အတွက်လောကို congratulation ကြီးမပြောမှရတယ်ခုဖြစ်တော့ဗောနော်ဒါကျွန်တော်တို့ရဲ့မြန်မာကိုလောဆန်းဆန်းနိုင်ခဲ့တဲ့အရာတစ်ခုဖြစ်တယ်ဒီရဲ့ grand final မှာဆိုရင်လည်းကျွန်တော်အနေနဲ့ဆိုရင်ဗောနော် social ဘယ်လိုမျိုးရှင်းပြသွားမလဲဆိုတော့ကိုလောဝရင်ခုန်နေပြီဗောနော်ပရိသတ်တို့ရေနော်ကျွန်တော်တို့ grand final မှာဆိုရင် social ကိုတူတူအားပေးကြရအောင်နော်